ကျွန်တော်တို့ရဲ့မင်းသားကြီးကအာဖရိကမှာရှိတဲ့ရှောင်းလင်ကျောင်းတော်မှာသွားပြီးဘုန်းကြီးဝတ်ဝူရှုပညာတွေသင်နေတာဗျဒါပေမဲ့ဒီကိုရင်လေးကငြိမ်ငြိမ်တော့မနေဘူးကျွန်တော်တို့မင်းသားကတော့အပြုံးမပြတ်ပါဘူးနောက်ဆုံးတော့မင်းသားကြီးလည်းစိတ်မရှိတော့ပဲကဲအခုချက်ချင်းကွန်ပျူတင်ပေးတော့မလားပြောဆိုပြီးအတင်းပူစာတော့တာပေါ့ဟိုဘက်ကလည်းအေးပါကွာပြီးတော့ဒါမင်းသားကြီးကဗျာလူကသာမောနေတာစိတ်ကတော့တက်ကြွနေတော့ပဲဘေးနားကနေလေဒါအာဖရိကရဲ့အရာတာပဲဟဲ့ကြည့်ထားလိုက်ဆိုပြီးအားရပါရအော်ဟစ်နေတာပေါ့ဗျာနောက်ထပ်ဗီဒီယိုတစ်တင်ပေးမှာမို့ I can follow လို့ဖို့မမီနဲ့နော်အသေးစိတ်တဲ့အပိုင်းတွေရှိရင်လည်းပြောပြပေးဦးနော်နောက်ထပ်ဘယ်လိုခန်းတွေကိုဆက်ပြီးပြောပြပေးရမလဲ